င်္ဂလာပါပြီးခဲ့တဲ့တစ်ပတ်ကကြော်ခဲ့တဲ့ဝတ်သားကြော်နဲ့အသီးရွက်တချို့ကိုသုံးပြီးတော့ကလေးကောလူကြီးပါစားလို့အဆင်ပြေစေမဲ့ဝတ်သားချိုချင်းကြော်ကိုဒီတစ်ပတ်မှာချက်စားကြည့်ကြမယ်နော်ဝတ်သားချိုချင်းနဲ့ကိုထည့်မဲ့အသီးရွက်အနေနဲ့တော့ကြက်သွန်နီနဲ့ပန်းငရုတ်ပွားကိုတော့မပါမဖြစ်ထည့်ပါမယ်ကျမကအယောင်ဆုံးအောင်ဆိုပြီးတော့အစိမ်းရောင်နဲ့အဝါရောင်ပန်းငရုတ်ပွားကိုသုံးထားပါတယ်တီးရွက်တွေကိုရေးဆေးပြီးတာနဲ့အသင့်အင့်အရွယ်တွေလှီးဖြတ်ထားပါမယ်ဝတ်သားကြော်ထားတာကိုလည်းရေခဲတစ်တာတွေကနေ2နာရီ3နာရီလောက်ဖြစ်ဖြစ်ကြိုးထုတ်ထားပါနော်အသီးရွက်တွေကတော့ကိုယ်နဲ့အဆင်ပြေတာထည့်လို့ရပါတယ်အသီးရွက်တွေလှီးပြီးသွားရင်တော့ဝတ်သားချုပ်ချင်တဲ့ထည့်ဖို့အတွက် sauce ကိုချက်ပါမယ် sauce အတွက်ကရှာလကာရီတကြားနဲ့ခရမ်းကျင်သည့်အနှင်းစော်တွေကိုစားတူရောပါမယ်ပြီးတော့မှရေတရုတ်ငံပြာရည်နဲ့ကော်မုတ်ကော်ဖီစွန်းတစ်စွန်းလောက်ထည့်ပြီးတော့စူအောင်တည်လိုက်ပြီဆိုရင်ဝတ်သားချုပ်ချင်အတွက် sauce ကရပါပြီကိုသုံးတဲ့ရှာလကာရီနဲ့ခရမ်းကျင်သည့်အနှစ်ပေါ်မူတည်ပြီးတော့အရသာကတော့ကိုယ်စိတ်တိုင်းကြပြင်ယူပါနော်sauce ချက်ပြီးသွားရင်တော့ဝတ်သားကြော်ထားတာကိုလည်း2မိနစ်3မိနစ်လောက်နောက်တစ်ခေါက်ထပ်ကြော်ပေးပါမယ်ဝတ်သားကြော်နည်းကိုမကြည့်ရသေးတဲ့သူတွေဆိုရင်တော့အပေါ်ကလင်းကနေသွားကြည့်လိုက်ပါနော်ဝတ်သားကြော်ထားတာအယောင်ပြောင်းလာပြီဆိုရင်တော့ဆယ်ထားလိုက်ပါမယ်ဝတ်သားကြော်ပြီးသွားရင်အသီးရွက်တွေကိုလည်းခဏလောက်နွမ်းသွားအောင်ကြော်ပေးပါမယ်နော်ဝတ်သားလည်းပြန်ကြော်ပြီးပြီးအသီးရွက်တွေလည်းကြော်ပြီးပြီဆိုရင်တော့ဒဲဝိုးတွေကိုစောစောကချက်ထားတဲ့ sauce ကိုလိုသလောက်ထည့်ပြီးတော့မီးအပူပေးပါမယ်ကျမကတော့မိသားစု4ယောက်စာဝတ်သားချိုချင်းတစ်ပွဲစာအတွက် sauce ကိုတဝက်မရှိတရှိထည့်လိုက်ပါတယ် sauce ကနည်းနည်းဆူလာပြီဆိုရင်တော့ဝတ်သားကြော်နဲ့အသီးရွက်ကြော်ထားတာထည့်ပြီးတော့ခဏလောက်သမအောင်ရုံးမွေပေးလိုက်ရင်ဝတ်သားချိုချင်းကရပါပြီsauce ထဲမှာကကော်မှုတ်ပါတဲ့အတွက်ချက်နေရင်းနဲ့အရေခမ်းသွားတာမို့ရေနွေးတော့နည်းနည်းထည့်လိုက်ပါတယ်။နောက်ပြီးတော့ငုံပြုတ်ထားတာလည်းရှိတာနဲ့ကလေးတွေစားလို့ရအောင်ငုံလည်းထည့်လိုက်ပါတယ်။ဝတ်သားချိုချင်ချက်ပြီဆိုရင်တော့စားလို့ရပါပြီ။ရှာလကာရီရဲ့အချင်းစူးတဲ့အရသာရဲ့တကြားရဲ့အချိုအရသာရဲ့ဝတ်သားကြော်မွမွေးလေးနဲ့အသီးရွက်လေးတွေထည့်ထားတာမို့ကျမအတွက်ကအခုလိုမျိုးဟင်းတင်မယ်နဲ့ထမင်းစားလို့အဆင်ပြေနေပါပြီ။ဒါကြောင့်ကျမရဲ့မိတ်ဆွေတွေလည်းအဆင်ပြေမယ်ဆိုရင်ချက်စားကြည့်ပါနော်။ကျမကဝတ်သားကြော်တဲ့အခါမှာလည်းပိုကြော်ထားပြီးတော့ရေခဲတစ်တာနဲ့ထည့်ထားသလိုချိုချင်တဲ့ထည့်မဲ့ sauce ကိုလည်းပိုချက်ထားပြီးတော့ရေခဲတစ်တာနဲ့ထည့်ခဲထားပါတယ်။ဒါမှကိုစားကျင်တဲ့အချိန်မှာရေခဲတစ်တာတွေကထုတ်ပြီးတော့အလွယ်တကူချက်စားလိုက်ရုံပါပဲ။အခုဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ကြလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and share လုပ်ပေးဖို့နဲ့သိချင်တာမေးချင်တာရှိရင် comment မှာချန်ထားခဲ့ပါနော်။ကျမရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့နဲ့ဗီဒီယိုအသစ်တင်တာကိုသိရအောင်ခေါင်းလောင်းလေးကိုနှိပ်ခဲ့ဖို့လည်းမမေ့ပါနဲ့နော်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။ Bye bye